တခင်မတယောက်ထုံးတောင်းခဲ့တာဂီတသူတည်သည်ဆရာသူတွေ့သူအရေးသူတင်းများစွာကဘာတခွင်ဥရန်တင်လို့တိုင်းမြန်တဲ့တကွာမှဖြစ်နိုင်စရာတကယ်ရှားပါသရှင်ဆိုင်ဆရာစိန်မို့တင်လို့အမြင်ဝင်ခဲ့ပြီလားဆရာလူစပူမတယောက်ဂီတနဲ့တကြောက်တကယ်နှစ်ယောက်မရှိပါချာဝစင်မကွဲပြောင်းနိုင်တာပြောင်းမြောက်လာတဲ့ဆရာရဲ့အမှုပြင်ညာနိုင်စရာတကယ်ရှားပါသရှင်ဆိုင်ဆရာစိန်မို့တင်လို့အမြင်ဝင်ခဲ့ပြီလားဆရာလူစပူမတယောက်ဂီတနဲ့တကြောက်တကယ်နှစ်ယောက်မရှိပါချာဝစင်မကွဲပြောင်းနိုင်တာပြောင်းမြောက်လာတဲ့ဆရာရဲ့အလုပ်ပြင်ညာတပင်းဂီတလုံးကမှဆွေစုတတ်ပညာရှင်ဟာဆရာစိန်ကိုတင်ပါမြတ်မောလာသူအတွေ့မှာခမီစီရီဒီချင်းပေးကြကျေးဇူးကြီးမှာပါတယ်ဆရာတပင်းဂီတလုံးကမှဆွေစုတတ်ပညာရှင်ဟာဆရာစိန်ကိုတင်ပါမြတ်မောလာသူအတွေ့မှာခမီစီရီဒီချင်းပေးကြကျေးဇူးကြီးမှာပါတယ်ဆရာမြမဆိုင်တပင်းနဲ့မြမဒူရီယာကဘာနဲ့ချိန်ကအကျွမ်းဝင်လေယာတန်လေးဖြစ်ဆွဲမမီးရဲ့နိုင်နာခန္ဓာဝင်မြောက်လက်ရာအလင်းငါဆရာစိန်မို့တင်ကိုဘုံပြုလို့လည်းမဆုံးနိုင်ပါ1356မှာလာရသည်တစားမဖုံးမြတ်ဆရာသခင်ထာဝစီခွဲအကွာဆရာအောင်တပည့်များလွယ်တကားမစမမေ့နိုင်မှာဆရာသခင်ထာဝစီခွဲခွာဆရာအောင်တပည့်များလာတာမသမမီနိုင်မှာတပည့်ကလောကမှာဆွေစုတတ်ပညာရှင်ဟာဆရာ
စိန်ဖို့တင်ပါမြမလာတော့သူ့အတွင်းမှာခလီစင်ဒီတင်ပြီးခဲ့စရာကျေးဇူးကြီးမှာပါတယ်ဆရာတပင်းကြီးတာလို့ကမှဆွေလို့တက်ပညာစင်ဟာဆရာစိန်လို့တင်ပါမြင်မလာလို့သူ့အတွင်းမှာခလီစင်ဒီတင်ပြီးခဲ့စရာကျေးဇူးကြီးမှာပါတယ်ဆရာမြမဆိုင်တပင်းနဲ့မြမဒူရီယာကဘာနဲ့ရှင်ကအကျွမ်းဝင်စရာတန်းစင်းဖြစ်စွအမြင်ရဲ့နိုင်နာကနဝေမြောက်လက်ရာ